ဒါကတော့အပြင်ကိုလာဒီကူးတက်လာတဲ့လူတွေတော့ပေါ့နော်ဒီမှာကူးလို့ရတဲ့ရေကူးခံလေးပါရှင်ဒီမှာမင်္ဂလာဆောင်ပွဲတွေလည်းလုပ်လို့ရပါတယ်မင်္ဂလာဆောင်ပွဲလေးတစ်ပွဲလုပ်ထားတော့သူတန်ရှင်းလုပ်နေကြတာပေါ့နော်မင်းပတ်နေအောင်ရှိရမသိမ်းစီရတယ်ပေါ့နော်ဒီမှာမင်္ဂလာဆောင်တွေပါလည်းလုပ်ရှင်လည်းလုပ်ရပါတယ်လက်ခံပါတယ်ဘာကြီးလဲသမီးအမနေဘူးဒီမှာနေမပူဘူးလားဟောတစ်ပင်နေနဲ့အုပ်နေတယ်နေမပူဘူးရေကူးလို့ရတယ်ဟလားဒီမှာကရေကူးမယ်ဆိုလို့ရှိရင်ရေကူးဝတ်ဆောင်လေးနဲ့ပဲကူးလို့ရပါတယ်ရှင်ဝတ်ဆောင်လေးတွေလည်းငှားပေးပါတယ်ရောင်းပေးပါတယ်ငှားတဲ့နေရာလည်းရှိပါတယ်ရှင်အေးဝတ်မယ်ဝတ်ပြီးသွားမယ်နော်ဒီဘက်မှာကပ်ပါကင်ကလည်းကျေးပါပဲရှင်ဝင်ပေါက်က2ခုပါဒီဘက်ပေါက်မှာလည်းဝင်လို့ရတယ်ဟိုဘက်ဟိုတယ်ပေါက်မှာလည်းဝင်လို့ရပါတယ်ဒီဘက်မှာလည်းကပ်ပါကင်ရှိတယ် EV အတွက်လည်း charging station လေးရှိပါတယ်ဒါလေးကနောက်ထပ်ဝင်ပေါက်တစ်ခုပေါ့နော်ဒီဘက်ဝင်ပေါက်နဲ့ချိန်ချတာလေးပါဒီဘက်မှာပါဟိုတယ်ကတော့ဒီမှာပါရှင်ဟိုတယ်46ဒီမှာပါရှင်ဒီဟိုတယ်လေးပါရှင်ဟိုတယ်တဲ့သူတွေအတွက်ရေကူးကန်လေးရတတ်ပါရှင်ခုနရေကူးကန်လေးကအပြင်တီးတက်လာကြပါမယ်ရှင်နေပွေနေတဲ့ဘက်ကကူပေါ့ဒါကဟိုတယ်လာတဲ့လူတွေအတွက်ကူရဲ့ရေကူးကန်လေးပါဒီမှာထိုင်နေရှိတယ်မှာဆောက်လို့ရပါတယ်မင်းကြီးဘာလေးလည်းရှိပါတယ်ဟဲ့ဖနက်ကြီးနဲ့နော်ဒီမှာကြည့်ပါဦးရမ်းလာတဲ့ကြာကန်လေးချက်ပါဖို့လေးရမ်းလာပါကြည့်ပါလိုက်တာကြာပန်းလေးကြီးဟိုအများကြီးပဲကြာပန်းနေပွင့်နေတာဘာမှအပြင်ကလူတွေအတွက်ပါဒါဖတ်နှစ်ယောက်ရေကူးပါတော့မယ်ကြောပေါ်တက်ပြီးကူးပါတယ်ချစ်တုံလုံးကတော့တူပါပေါ့သူကူးတတ်ပါတယ်ပေါ့ချစ်တော်လေးတွေခါပြီးတော့ဖေးကြောပေါ်နေပြီးတော့ဟောဘက်ကိုရောက်သွားပါပြီကူးသွားပါပြီနည်းခင်းဆော့တော့ကူလာဆိုတော့လူရှင်းတဲ့ချိန်လေးပေါ့နော်ဒီကမှတော့သိမရှိပါဘူးမတော်ရဲ့ချားလို့လည်းမရှိပါဘူးရှင်မဲဒါလေးကတော့ကျမပေါ့ကူးတတ်ပါတယ်ပေါ့ကူးနေတယ်ပေါ့ပတ်လက်လေးပါကူးပြလိုက်သေးတာနော်သူပါပေါ့ကူးတတ်တယ်ပေါ့လက်ကား6ပြီးတော့ကူးတတ်ပါလို့ရှင်